ကျင်နာတက်သောလေသမားကြီးတခါကလေသမားကြီးတယောက်ဟာရွာတရွာမှာမိသားစုနဲ့အတူအခြေချနေထိုင်တယ်။သူတို့ဟာချို့တဲ့ကြတော့နွားမလေးတစ်ကောင်ကိုပဲမွေးမြူထားနိုင်တယ်။တနေ့မှာနွားမလေးဟာနာမကျန်းဖြစ်တယ်။အဲ့ဒီအချိန်မှာလေသမားကြီးမှာရွေးချယ်စရာတစ်ခုပဲရှိတယ်။သူ့မိသားစုအတွက်အစားအစာဝယ်မလားနွားမလေးကိုစိတ်ကူမလားဆိုပြီးလေသမားကြီးကဝမ်းနည်းသွားတယ်။နေ့တိုင်းနွားတို့ရရှိစေတဲ့နွားမလေးကိုမိသားစုကလည်းချစ်ခင်ကြတယ်။သူဟာဘာလို့ရမလဲဆိုတာကိုအချိန်အကြာကြီးစဉ်းစားတယ်။နောက်ဆုံးမှာသူ့မှာရှိတဲ့လေယာသုံးပစ္စည်းအဟောင်းလေးတွေကိုရောင်းပြီးနွားမလေးကိုစိတ်ကူပေးလိုက်တယ်။ရက်အနည်းငယ်အကြာမှာနွားမလေးဟာပြန်လဲကျန်းမာလာပြီးခါတိုင်းထပ်ပိုပြီးလဲနွားနို့တွေရရှိလာတယ်။လေသမားကြီးဟာနွားနို့ရောင်းချငွေနဲ့အစားအစာလေယာသုံးပစ္စည်းအသစ်တွေအပြင်ငွေပါစုလာနိုင်တယ်။သူဟာပြုံးပြီးရေရွတ်လိုက်တယ်။ကျင်နာမှုဟာအမြဲတမ်းရောင်ပြဟတ်တာပါပဲဆိုပြီးဒီပုံမြင်လေးကိုနားထောင်ခြင်းဖြင့်ခက်ခဲတဲ့အခြေအနေမှာတော့မှန်ကန်တဲ့အရာကိုပြုလုပ်ခြင်းဟာကောင်းကျိုးပြန်လည်ဖြစ်ထွန်းစေနိုင်ကြောင်းကိုသိမြင်နိုင်ပါတယ်။